ကျွန်တော်တို့မန္တလေးနှစ်150ပြည့်ခဲ့ပြီရဲ့တိုင်းကုန်းပြည်ကုန်းမင်းကုန်းစိုးကုန်းကိုလည်းချစ်ကြတယ်နှစ်150ပြည့်ခဲ့ဗေဒရီစနစ်ကိုပြန်လဲတန်းတနေတာမဟုတ်ဘူးတဲ့အင်္ဂလိပ်ကဖမ်းသွားတဲ့တီဘောအရှင်နဲ့အရှင်နာမတော်ကြီးစုပြားလက်ကိုနုံးနေကြလည်းမဟုတ်ဘူးတဲ့ဘာကိုနုံးတာလဲကျွန်တော်တို့ကအတိတ်ရှိတဲ့လူမျိုးပါကျွန်တော်တို့ကတမိုင်းကြီးတဲ့လူမျိုးပါအတိတ်ရှိတဲ့လူမျိုးတမိုင်းကြီးတဲ့လူမျိုးအဖြစ်အတိတ်ကိုနုံးကြတာတဲ့ပုတ်တေလောင်းမှုမျိုးနှံတီထောင်မင်းမြနောင်ကုန်းပေါင်နေညွန့်တွေးဒီပါမြေပေါ်ကြော်လန့်ရင်မန္တလေးကိုဖွဲ့အများကြီးပဲပုတ်40လောက်ရှိမဟာဂီတမှာဗုဒ္ဓဂူရမြတ်စွာအလောင်းမှုသာအဘွားရှင်မင်းတရားမင်းတုံးမင်းတရားကြီးဖျားမန္တလလို့ခေါ်တဲ့ပြန်ပြုတ်တာရတဲ့အရက်မှာအိုးအနောက်ဘက်မှာအေယာမြစ်ပါဖျားအရှေ့ဘက်မှာရှမ်းရိုးမပါဖျားနတ်ထီတောင်ပါဖျားမြောက်ဘက်မှာမရယာမြစ်ကြီးပါဖျားတောင်ဘက်မှာတော့ဒုဒ္ဒဝရီမြစ်ပါဖျားရေရှင်များဝိုင်းတော့ပြန်ပြုတ်တာရတဲ့အရက်မှာနတ်ဘုံနန္ဒန်ကတ်တို့တီထောင်ဆိုင်ဆောက်စိုးစံတော်မူသောအဘွားရှင်မင်းတုံးမင်းတရားကြီးရဲ့ဖျားရဲ့နိုင်ငံတော်ပါဖျားမြန်မာတို့ရဲ့အမတ်တိတ်ပါဖျားအချင်းရေးဆရာကဒါတွေပါအောင်ရေးတာပေါ့ဗုဒ္ဓေလောင်းမှုမြို့နှံတီထောင်မင်းမြနောင်ကုန်းပေါင်းနေညွန့်တွေဒီပါမြေပေါ်ကြောလန်းရင်ဘုံတော်အောင်6ဘုံနဲ့ရွာလွန်ပြန်မွေလုံးမြည်တော်မြေမှာထီရသာနှစ်တန်းခိုခါရင်ရွှေဖုံတော့နီလာဝေဖြာမန်းလက်ရနဲ့ရွာရည်တို့အေးမာဂီတမှာမန္တလေးမြို့ကိုဖွဲ့တယ်မန်းတောင်လက်ရသဘူဒီပါလက်ရတောင်ကျွန်းမှာရှိလို့မြတ်စွာဘုရားပွင့်တော်မူသောကျွန်းမှာတည်တဲ့မြို့ပါတဲ့ဒါကြောင့်ကျွန်တော်တို့မြတ်စွာဘုရားရုပ်ပွားတော်များထုတဲ့အခါညောင်ပင်ရဲ့တောင်ဘက်ကိုစင်တော်ဂိုင်းကိုသာထုရတယ်တဲ့အရှိကျွန်းမှာလည်းမြတ်စွာဘုရားမပွင့်ပါနောက်ကျွန်းမှာလည်းမပွင့်မြောက်ကျွန်းမှာလည်းမပွင့်တောင်ကျွန်းမှာသာပွင့်တယ်တဲ့ဒါကြောင့်တခိဏတာကဆိုတဲ့ရုပ်ပွားတော်များထုတဲ့အခါညောင်ကိုင်းသားတိုင်းကိုထုလို့ပြအောင်တောင်ဘက်ဆင်းတဲ့အကိုင်းကိုမှတခိဏတာကရုပ်ပွားတော်များထုတယ်မြတ်စွာဘုရားပွင့်ကျွန်တော်တို့ဒီလိုယဉ်ကျေးမှုကြီးခဲ့ကြတယ်အဖိုးတို့အဖွားတို့အမေတို့ကျွန်တော်တို့ငငယ်ကလေးနဲ့တွန်တင်ဆုံးမခဲ့နှလုံးသားနှူးညံ့အောင်နှလုံးသားလိမ်မအောင်အဖေအမေအဖိုးဖွားပတ်ဝန်းကျင်နဲ့ကြီးကြတယ်တဲ့အဖိုးကကျွန်တော်တို့3-4တန်းအရွယ်လောက်ကနေအဖိုးကမက်ဒလင်းလေးတီးလိုက်